style ကတော့မပြတ်ဘူးစိတ်မပူ Okay. A few moments later. အရင်ရေးတိုက်ပါပြင်မနေပြင်မနေကြည့်လိုက်တိတ်နေပေါ်မှာလင်းအားလုံးပဲမင်္ဂလာပါမေဘေရဲ့တောင်တက်ဘလော့လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တက်ဖို့အလှည့်ကြတဲ့တောင်ကတော့တောင်ဝိုင်းပဲဖြစ်ပါတယ်ကဲအခုတောင်တက်ဖို့သွားပါပြီကဲတနေ့တောင်တက်ဖို့ဒီကူကတော့ဒုတိယမြောက်တောင်လေးပဲဖြစ်ပါတယ်ကဲအခုတောင်ဆက်တက်ပါပြီမပေါက်မှာပဲရှိသေးတယ်ကဲဒုတိယတောင်လေးပါကဲအခုဆက်တက်ပါမယ်ဆက်တက်မယ့်အချိန်က3:50ရှိဆို4:00နာရီတော့ညနေ4:00နာရီမှတက်တာလည်းမရှိဘူးအရှိမတစ်ခွက်ပဲရှိအမေတက်တာ10မိနစ်ပဲရှိသေးရမောနေစတိုင်ရတော့မပြတ်ဘူးစိတ်မပူလာမမလေးမိနစ်ပဲရှိသေးရမအဲ့တော့မနေ့ကတော့မိုးလေးရွာနေရနဲ့စိုးစိုးစီလေးအေးလေးနေတယ်ဘွားနေပူနေရဆိုတော့လေးလည်းမတိုင်ရမစတိုင်ရတော့မပြတ်ပါဘူးစိတ်မပြတ်အောင်တက်ပါမယ်ချွေဒါတော့နည်းနည်းမတ်တယ်ချီရလည်းကြိုက်တယ်ဒါတော့မလွယ်ဘူးတောင်းတဲ့ရတယ်ပေါ်ရောက်ရင်တော့မိုးပြမှာပါဟိုတောင်းလေးလိုမြင်နေရတယ်所以呢，谢谢啊。喂，我这，喂，哎呀，你的不老呀？等我这帮老了也没听呢。给，爸爸没吃的吧？对吧？下去，当那个。哎呀，嗨，哪里？哎呀，你带吧，别忙呢，别忙呢。快点，这个。မိုးရွာတော့နင်းတဲ့တိုင်းပဲရွှေတွေပဲပြည့်စင်းမယ်ဆိုရဲလူသေးလေးကိုအရှိကနေတက်ခိုင်းလိုက်တာတောက်လိုက်ဆိုင်လည်းပြည့်စင်းဟောမဝါလမ်းတင်နော်နေကိုဝါလမ်းတင်ဘာတောင်းလဲဟိုကဲစတယ်မယ်အဲ့ဒါမိုးရီတွေမုံနော်ချွေးတွေငါတို့ဒီတဝက်ထိလက်လာလေမသိချမနာဘူးပေါ့နော်နည်းနည်းလေးရေးလေးတောက်ပြီးခဏနာရတာပဲရှင်နော်ဘယ်တော့မှမကြောက်နော်15စက္ကန့်20လောက်ပဲရှိအခု3မိနစ်နားမယ်လို့လုပ်ထား3မိနစ်နားနည်းနည်းကဲစတက်လိုက်ပါဦးဝယ်တော့မြင်လဲထက်ကြည့်နေရောက်နေပြီလားရောက်ပြီလားအလားအဲ့ဒါရောက်ပြီပေါ့လေကားတက်တွေတွေ့ရပါနော်ရောက်ပြီရှင်ဟိုက်ဒီရကန်ဒီစနေချပါကြည့်ရမယ်နော်ပေါ်လဲရောက်မိုးလဲရွာခုတော့ပေါ်ရောက်ပါပြီဖျားလဲတွေ့ပါပြီကဲပေါ်တက်လိုက်တော့လဲရှုခင်းလေးတွေအရင်လာပြီးတော့မောကြည့်ပါလေဘယ်လောက်မောပေါ့နော်ပြောလားပြောရဲကဲနည်းနည်းရှောက်ချင်ဘယ်လိုကိုပဲကပဲတတော်ဟာဆိုရင်တော့ဟိုမှာဖျားရေးစီးတိုင်ကြီးအဲ့လိုမျိုးရှိရပါတော့ဟိုမုတ်တိုင်ကြီးလည်းရှိရပါဒီမှာဖျားပဲရှိ
အိမ်ဒီပေါ်မှာလွင့်နေ ရတော့ မရှိသေးကြည့်လိုက်အိမ်ဒီပေါ်မှာလွင့်ကဲ let's go ကဲပေါ်ရောက်ပြီးပါပြီပြန်มาတော့မေမိုးလေးရွာလာပါပြီဒီတော့ဒီရဲ့ပေါ်မှာလွင့်မရပါဘူးကြရည်ပြောလေဟိုမနေ့ကဇွဲကမေကိုတက်ခဲ့တဲ့မှုလေးပြန်ရသွားတော့ဒီရနော်ဒီနေ့တော့တောင်ဝိုင်းမှာတောင်ဝိုင်းရောက်ပါပြီတစ်နှစ်တစ်ထောင်လောက်တက်ပါမယ်ဆောင် လေဘူးနဲ့ပေါ့တာ ဒါအမိုက်လေအမိုက်မဟုတ်တွေ့သေးလို့ဒါရေရှိသေးရေးတောက်လို့ရတယ်လွယ်လွယ်ယူတောက်လို့ရအောင်လွယ်လွယ်ပြန်ထည့်တဲနေကိုကိုင်ရမယ်ကိုင်ရင်ထောလိုက်မယ်ကဲရောက်ပါပြီ9:54ဆိုတော့ဒီနိုင်တရတက်တယ်နော်ဒီစင်းလေးကိုမိနစ်20 5မိနစ်နဲ့နေရမှာနော်အဲ့တော့မိုးရီရောက်ပါတယ်2နာရီနဲ့တောင်ဝိုင်းကိုရောက်ပါတယ်ပတ်စင်းပေါ့နော်ချိန်ရွေးတာရောမှန်ကန်သွားပါတယ်ချိန်ရောရာသီဥတုလေးရောလည်းမှန်ကန်သွားပါတယ်ပြည်နှမျိုးနဲ့တောင်တက်တောင်ဆင်းပြီးတော့တော်နော်တော်ပူပြီးတော့ပြန်ဆင်းခြင်းနဲ့စိတ်ကြီးတောင်ပေါ့အဲ့လိုနေရန်ပူလို့ပြန်ပါပြီခဏလေးပဲကြာပါတယ်